ကျွန်တော်တို့ cannabis အပင်တွေအတွက် canopy management ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ် canopy management ဆိုတာကတော့ cannabis အပင်တွေအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ share လုပ်ပြမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ cannabis အပင်တွေအတွက် canopy management ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ် canopy management ဆိုတာကတော့ကျက်ထွက်နှုံးကောင်းမှုဒီအပူရဲ့ quality ကောင်းမှုနဲ့တခြားပြဿနာတွေဖြစ်တဲ့အပူမှုဆွဲတာဒီ insect ပုံမှာကြာရောက်တာကိုရှော့ချဖို့အတွက်တစ်ဆင့်ချင်းဒီအသေးစိတ်လှုပ်ဆောင်ရတဲ့စိုက်ပျိုးရေးနည်းစနစ်တစ်ခုပဲဖြစ်ပါတယ် canopy management မှာဒီ lollipoping, topping, pinning, defoliation, screen of green နဲ့တခြား training method တွေဖြစ်တဲ့ low stress training တို့ပါဝင်ပါတယ် lollipoping ဆိုတာကတော့အပင်ရဲ့အောက်ခြေ roll light တိတ်မရောက်တဲ့ဒီအကိုင်းနဲ့အပူသေးသေးလေးတွေကိုကျွန်တော်တို့ fan leaf တွေနောက် old leaf အရွက်ဟောင်းတွေကိုညှက်ထုတ်ဖယ်ရှားတာပဲဖြစ်ပါတယ် topping ဆိုတာကတော့အပင်ရဲ့ထိပ်ဆုံးအညွန့်ကိုဖြတ်ပြီးတကိုင်းနဲ့မဟုတ်ဘဲနဲ့ခိုင်းခွဲထွက်အောင်လုပ်တဲ့ training method ပဲဖြစ်ပါတယ် pinning ဆိုတာကတော့ topping နဲ့တူပါတယ်ခိုင်းမဖြတ်ဘဲနဲ့ဒီထိပ်အညွန့်လေးကိုဖြတ်တာဒီ topping လိုမျိုးနှစ်ကိုင်းခွဲမထွက်ဘဲနဲ့ဒီ main collar ဒီပုံများပါတယ် defoliation ဆိုတာကတော့အလင်းရောင်ပိုရဖို့အစာချက်နှုံးကောင်းမှုနဲ့အပူရွယ်စားကြီးဖို့အတွက်အပူကိုပုံနေတဲ့အရွက်တွေကိုကျွန်တော်တို့ညှက်ထုတ်ပစ်တာပဲဖြစ်ပါတယ် screen of green ဆိုတာကတော့ဒီ screen နဲ့ကျွန်တော်အပင်ထိန်းတဲ့စကားကွက်နဲ့ LSD HSD စတဲ့ training တွေတုံးပြီးတော့အပင်ကိုအလင်းရောင်ကြီးညညာနဲ့အပြည့်ရစေပြီးမျက်နှာပြင် area တစ်ခုလုံးဒီ top back တစ်ခုတွေကြည့်နေဖို့လုံဆောင်ရတဲ့ဒီပညာတစ်ခုပဲဖြစ်ပါတယ်တခြား training method တွေဖြစ်တဲ့ဒီ HSD ပေါ့နော် high stress training တွေဆိုလို့ရှိရင်တော့ကျွန်တော်ကျွမ်းကျင်မှုရှိမှလည်းလုပ်ဖို့အကြံပေးချင်ပါတယ်ဒီ training method ကိုပဲသုံးကျွန်တော်တို့အပင်တွေကိုနည်းနဲ့အများထိခိုက်စေတာဖြစ်တဲ့အတွက်အပင်တွေကို stress ဝင်စေပါတယ်အဲဒါကြောင့်အပင်ကိုတက်တောင့်တက်တာဖြစ်အောင်တင့်တော်တဲ့အပူချိန်နဲ့စူထိုင်းစားရှိတဲ့နေရာမှာထားပြီးတော့အလွန်ကျွံမလုပ်ပြီးဖို့လည်းကျွန်တော်တို့သတိထားပါမယ်နောက်ဆုံးအနေနဲ့ကတော့ဒီ canopy management ဆိုတာကတော့ကျွန်တော်တို့အထက်မှာဖော်ပြခဲ့တဲ့နည်းပညာတစ်ခုချင်းစီကိုအပင်ရဲ့တက်တန်စိုက်ပျိုးတဲ့နေရာနဲ့အခြေအနေကိုလိုချင်တဲ့ပုံစံမိမိစိုက်ပျိုးထားတဲ့ strain မျိုးတွေပေါ်မူတည်ပြီးတော့အပင်ကိုလိုအပ်တယ်လို့ပုံသွင်းတဲ့ training တွေပေးပြီးတော့အထွက်နှုံးနဲ့အပူ quality မြင့်ဆုံးရအောင်ကျွန်တော်မြင့်တင်ခြင်းပဲဖြစ်ပါတယ်ဗျ